စက်ရုံတရုံမှာစက်ရုပ်တွေထုတ်လုပ်နေကြတယ်သူတို့ကိုအကြောင်းမဲ့ယောက်ျားလေးဒါမှမဟုတ်မိန်းကလေးဆိုတဲ့တစိတ်ကပ်ပေးထားတယ်လီလီကလည်းသူတို့တဲကတကောင်ပါပဲဒါပေမဲ့သူမကံမကောင်းကြောင်းမလားစွာပဲမိန်းကလေးတစိတ်ကိုရခဲ့တယ်သူ့ကိုယ်သူကြည့်ရင်သူ့ခန္ဓာကိုယ်ကတော့အကောင်းဘက်ကတိပဲလို့တွေးမိတယ်ရုတ်တရက်ပဲသူမရှိမှာရွှေရောင်လင်းနှန်းတစ်ခုကိုတွေးလိုက်ရတယ်တိကျင်စိတ်နဲ့လီလီကဒီလင်းစီကိုပြေးသွားတယ်အဲ့ဒီမှာယောက်ျားလေးစက်ရုပ်တကောင်ကိုတွေးလိုက်ရပြီးသူ့မှာကတ်ထားတဲ့တစိတ်ကသူမနဲ့မတူဘူးဆိုတာသတိထားမိတယ်လီလီကတခုခုမေးမဲ့အချိန်မှာပဲသူ့ဘေးကစက်ရုပ်ဟာဖန်သားပြင်ကိုဖျက်ပြီးအပြင်ကိုထွက်သွားတယ်ပြီးတော့ထုံးပြောင်နေတဲ့အလင်းနှန်းအဖြစ်ကောင်းကင်ကိုပြန်တက်သွားတယ်။ဒါကိုမြင်တော့လီလီတော်လေးစိတ်တူသွားတယ်။သူမကဖန်သားပြင်ရှေ့မှာရက်နေတယ်။ဒါပေမဲ့အတွင်းကိုဝင်ဖို့စူးစမ်းလိုက်တဲ့အချိန်မှာပဲဖန်သားပြင်ကနေရုတ်တရက်အချက်ပေးအတန်မြည်လာတဲ့ပြဿနာကသူမရဲ့ခါပဲဖြစ်နေတယ်နည်းနည်းလေးကျင်နေလို့ပါ။ရုတ်တရက်လက်ကြီးတစ်ချောင်းထွက်လာပြီးလီလီကိုတွန်းချလိုက်တဲ့ကြောက်ဆောင်ကနေအောက်ကိုကျသွားတယ်။လီလီတတိပြန်ရလာတဲ့အခါရှေ့မှာမြင်ရတဲ့မြင်ကွင်းကြောင့်အလွန်ထိတ်လန့်သွားတယ်။လေးဘက်လေးတန်လုံးမှာအမျိုးသမီးစက်ရုပ်တွေကြီးပဲသူတို့ကိုမီးဖို့ကြီးတဲ့ပစ်ချနေကြတယ်။အဲ့ဒီအချိန်မှာပဲသူ့နောက်မှာပြင်းထန်တဲ့ပောက်ကွဲတန်ကြားလိုက်ရတယ်လီလီကလှည့်ကြည့်လိုက်တဲ့အမျိုးသမီးစက်ရုပ်တစ်ကောင်ဟာနယံကိုအချိန်ချိန်တိုက်နေတယ်ဒါပေမဲ့သူဟာအားရမ်းနေတယ်လီလီကသူ့ရဲ့ရင်ဘက်ပေါ်ကအမှတ်သားတစ်ခုကိုအာယုံစိုက်ကြည့်မိတယ်ပြီးတော့သူ့အတွင်းထဲမှာတစ်ခုခုပြောင်းလဲသွားတယ်ဒီစက်ရုပ်ကိုမြင်ပြီးတဲ့နောက်လီလီကရက်တီပြီးတိုက်ပွဲဝင်ဖို့ဆုံးဖြတ်လိုက်တယ်သူမကသူ့ရဲ့ရင်ဘက်ထဲကအခန်းကနေကိရိယာသေးသေးလေးတစ်ခုကိုထုတ်ယူပြီးနယံကိုရိုက်နေတယ်တဖြည်းဖြည်းနဲ့သူ့ရိုက်တံတွေကပိုကျလာတယ်နယံမှာဘာတက်ရောက်မှုမှမရှိခဲ့ဘူးစိတ်ညစ်ပြီးလီလီကဒူးထောက်လျက်ပြုတ်ကျသွားတယ်အဲ့ဒီတုန်းကအမျိုးသမီးစက်ရုပ်များစွာကသူ့နောက်မှာရောက်လာပြီးရက်နေကြတယ်လီလီရဲ့ကြိုးပမ်းမှုကိုမြင်တဲ့အခါသူတို့ကလည်းသူတို့ရဲ့ကံကြမ္မာကိုတိုက်ဖို့အဆင်သင့်ဖြစ်နေပြီအမျိုးသမီးစက်ရုပ်အားလုံးအတူတူခုန်ချလိုက်ကြတယ်ပြင်းထန်တဲ့ပောက်ကွဲတံနဲ့အတူနယံမှာအကြောင်းတွေစပေါ်လာတယ်နောက်ဆုံးမှာတော့ဖန်နယံဟာကျိုးပြတ်သွားတယ်